Hello မင်္ဂလာပါရှင်။လာရှိုးမျိုးကချကွင်းအကျော်နမ်ခိုင်အိမ်မှာဖွင့်လှစ်ထားတဲ့တော့စင်တာကွန်ပျူတာအသက်တင်တန်းလေးရနေကြိုဆိုလိုက်ပါတယ်။တော့စင်တာကွန်ပျူတာအသက်တင်တန်းလေးဟာ1/1သင်တန်းလေးဖြစ်တဲ့အတွက်နွေရာသီကျောင်းပိတ်ရက်မှာသင်တန်းသားအသက်တင်10ရောက်သာလက်ခံပြီးဖြစ်ပါတယ်။သင်တန်းကိုလာရောက်တက်လို့သူများကိုဖိတ်ခေါ်လိုက်ပါတယ်ရှင်။တော့စင်တာကွန်ပျူတာအတက်တင်တဲ့ဟာနနက်6နာရီမှည6နာရီထိဖွင့်လှစ်ထားတဲ့အတွက်မိမိတို့စိတ်ကြိုက်အချိန်လေးတက်လို့ရပါတယ်ရှင်။တနေ့ကုန်တန်းလေးရတဲ့အချိန်ပိုင်းလေးရပါတယ်ရှင်။တော့စင်တာကွန်ပျူတာအတက်တင်လေးကရုံးပိုင်းဆိုင်ရာအားလုံးအဆင့်အားလုံးအပြီးစီးကိုမှအသက်တင်5သိန်းပါရှင်။လာနဲ့အချိန်ပိုင်းတက်ချင်သောသူများကိုလည်းလာနဲ့အချိန်ပိုင်းတက်လို့ရအောင်စီစဉ်ပေးထားပါတယ်။လာနဲ့အချိန်ပိုင်းသမားများကတော့တစ်လကို1သိန်းပါရှင်။မနက်တစ်ပိုင်းလုံးအတန်းကတော့တစ်လကို1သိန်းခွဲပါရှင်။ညနေတစ်ပိုင်းလုံးတန်းကလည်းတစ်လကို1သိန်းခွဲပါရှင်။ရုံးပိုင်းဆိုင်ရာအားလုံးအဆင့်5သိန်းသွင်းလိုက်တာနဲ့စိတ်ကြိတ်ချိန်လည်းတက်လို့ရတယ်တနေ့ကုန်လည်းတက်လို့ရတယ်အမြန်တင်လည်းတက်လို့ရအောင်စီစဉ်ပေးထားတဲ့သင်တန်းသားလေးဖြစ်ပါတယ်လူဦးရေကန့်သက်ထားပါတယ်เนาะအတက်တင်သင်တန်းဖြစ်တဲ့အတွက်လူဦးရေ10ယောက်သာလက်ခံမှာဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်လမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရစေရှင်